မိတ်ဆွေကျွန်တော်တို့နေထိုင်နေတဲ့ကမ္ဘာကြီးကိုအရန်ကြီးကျယ်နေတယ်လို့ထင်ပါတယ်လားတကယ်တမ်းမှာကျွန်တော်တို့ကမ္ဘာလိုပုံစံမျိုးကမ္ဘာပေါင်း73သိန်းကျော်လောက်အထိထဲလို့ရတဲ့အရာမှမီးလုံးကြီးရဲ့ဘေးနားမှာနေနေတာပါအဲ့ဒါကတော့ကျွန်တော်တို့ကောင်းကင်မှာမြင်နေရတဲ့နေပဲဖြစ်ပါတယ်ဒီမှာပြောရရင်ကျွန်တော်တို့ကမ္ဘာဟာဘောလုံးတစ်လုံးဆိုရင်နေကထမ်းမြင့်တိုက်ကြီးတစ်လုံးစာလောက်ရှိပါတယ်ဗျနေမင်းကြီးကအရွယ်အစားတွေကြီးတာမဟုတ်ပါဘူးအလေးချိန်ကလည်းတောက်စရာကြီးကိုပဲဖြစ်ပါတယ်ကျွန်တော်တို့နေဖွဲ့စည်းအားလုံးရဲ့အလေးချိန်တွေပေါင်းလိုက်ရင်နေမင်းကြီးရဲ့အလေးချိန်ရဲ့ 0.2% ပဲရှိပါတယ်ဟုတ်ပါတယ်နေဖွဲ့စည်းအားလုံးရဲ့99.8%တော့အလေးချိန်ကအားလုံးနေမင်းကြီးတဲ့တစ်ခုစာလုံးရဲ့အလေးချိန်ပဲဖြစ်ပါတယ်ဗျာကျန်တဲ့ဂျုံမုံဂျုံမွားတွေကတော့သူ့အတွက်ကတော့ဖုံမုတ်စာတစ်ခုလေးပါပဲပေါ့ဗျာတကယ်လို့ကျွန်တော်တို့ကခီးတဲ့တင်လေရင်နဲ့နေကိုပတ်ဖို့ကြိုးစားမယ်ဆိုရင်နေအနည်းနည်းလောက်မနာမတမ်းပြန်တန်းနေမှာတစ်ပတ်ပတ်ပြီးမှာပါဒါပေမဲ့ကျွန်တော်တို့နေနာကိုရောက်ပြီဆိုရင်နေရဲ့အပူချိန်ကြောင့်စက္ကန့်ပိုင်းအတွင်းကျွန်တော်တို့လေရင်ကြီးကပြာကျသွားမှာပဲဖြစ်ပါတယ်ဗျာနေကဒီလောက်ကြီးပြီးတော့ကြောက်စရာကောင်းပေမဲ့စကြဝဠာကအရာဝတ္ထုတွေနဲ့ရှင်းမယ်ဆိုရင်တော့နေမင်းကြီးကလည်းပုံမုတ်တွေတခုတာလောက်ပါပဲကဲဒီဗီဒီယိုမှာတော့ဒီလောက်ပါပဲနောက်ကျရင်တော့စကြဝဠာမှာရှိတဲ့အကြီးဆုံးအရာစကြဝဠာမှာရှိတဲ့အကြောင်းအရာစတော့အကြောင်းအရာတွေကိုဆက်လက်တင်ပေးပါမယ်ဗျာ